ဩဂုနီလေးပေးမှမုတ်ဆိုးမကြီးဤငိုကြွေးတံအညာကအတော်ကြီးတယောက်နဲ့လူငယ်တယောက်ဩဂုနီလေးဘေးနားမှာမြည်ရည်တွေနဲ့ဒီလိုပြောနေရင်ငိုကြွေးနေကြတယ်အမလီယောက်ျားရေယောက်ျားရှင်တို့ခေတ်တုန်းကလေတူမီနဲ့တိုက်ခဲ့ကြတာအခုလေယောက်ျားရှင်သားကတနက်အစစ်ကြီးတွေနဲ့ယောက်ျားရေနင်သားကလေအင်အားနေရာကျော်ပါတဲ့စစ်ကြောင်းကြီးကိုတောင်လိုဖြိုးနိုင်လားယောက်ျားရေရှင်ရောက်ရာဘဝကနေဂုံယူလိုက်စမ်းပါတော့ယောက်ျားအခုလေရှင်ရဲ့အုတ်ကူနားမှာယူနီဖောင်းကြီးနဲ့ရှင်သားကိုငါယောက်ျားမြဝါထင်မြင်စေခြင်းလိုက်တာယောက်ျားရဲ့အခုလေကျုပ်တို့ရွာလေးကိုစစ်မိတ်စာဘလူးတွေမီးရှို့လို့တအိမ်မှမရှိတော့ဘူးရှင်မသေးခင်စောက်ပေးခဲ့တဲ့အိမ်လေးကလည်းမရှိတော့ဘူးသူတို့ကတို့ရွာဘုံကြီးကျောင်းလဲမီးရှို့ခဲ့ကြတာယောက်ျားရဲ့ပြီးတော့လေယောက်ျားငါတို့တရွာလုံးစပေးရှောင်းနေရတာ3 နှစ်ပြည့်တော့မယ်ယောက်ျားရဲ့ငါတို့ရွာတရွာလုံးမိုးမလုံးလေးမလုံးနှွေအပူပြောင်းအပူတွေရဲ့ကြားမှာမိုးကသဲလေးတွေထိုးနေရတယ်ယောက်ျားရဲ့ပြီးတော့လေစက်ခွေးတွေမီးရှို့ခဲ့တာထဲ့စားစရာပကံမရှိလို့ဖိတ်ရွက်ပေါ်မှာခင်းကျင်းစားနေရတယ်ရှင်ငါတို့ဒုက္ခတွေကိုလေရှင်ကိုပြလိုက်ခြင်းစမ်းနေယောက်ျားရဲ့စက်ခွေးမိတ်စာတို့နင်တို့ငါတို့အိမ်တွေကိုသာမီးရှို့လို့ရကြင်ရမယ်ငါတို့ဘိုးဘွားမြေကြီးကိုငါတို့ရင်ထဲကတော်လန်စိတ်ဓာတ်ကိုတော့မီးရှို့ဖြစ်စည်းလို့မရဘူးဟဲ့နင်တို့ရဲ့နေဝင်ချိန်မကြခင်ရောက်လာစေရမယ်ဟဲ့အာနာရှင်မိတ်စာဘလူးတို့ရေမှတ်ချက်ဤကဗျာဒီ2024ခုနှစ်အတွင်းမကွေးတိုင်းဒေသကြီးပခောက်ကူခရိုင်မြိုင်မြို့နယ်အတွင်းမှကြေးရွာတရွာတွင်တွေ့မြင်ခဲ့သောဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်တင်ပြခြင်းဖြစ်ပါတယ်။ရဲဘော်ဒေါင်းငယ်ခအညာမြေ